အမေရိကန်နိုင်ငံသားကောင်လေးတစ်ယောက်ဟာမြစ်ထဲကိုမတော်တဆပြုတ်ကျသွားခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာကနှစ်ပေါင်း30နှစ်အကြာမှာတော့သူဟာတရုတ်နိုင်ငံရဲ့လယ်ကွင်းတစ်ခုထဲမှာနိုးထလာခဲ့တာပါ။စိမ့်တက်လာတဲ့ပတ်ဝန်းကျင်ကြောင့်သူဟာအရန်ကိုကြောက်လန့်နေခဲ့ပါတယ်။ကောင်လေးဟာအနာကရွာလေးတစ်ရွာစီကိုအပြေးလွှားသွားခဲ့ပေမဲ့ရွာသားတွေပြောတဲ့တရုတ်စကားကိုသူလုံးဝနားမလည်ပါဘူး။ထိတ်လန့်လွန်းတာကြောင့်သူဟာအဲ့ဒီနေရာမှာတင်သတိလစ်လဲကျသွားပါတော့တယ်။သူ့မှာဘာထောက်ထားမှပါမလာတဲ့အတွက်ရွာသားတွေကဒေသခံရဲစခန်းကိုအနံ့လိုက်ပါတယ်။အဲ့ဒီနောက်တန်ယုံရဲ့အကူအညီနဲ့ကောင်လေးဟာအမေရိကန်ကိုပြန်ရောက်လာခဲ့ပါတယ်။သူ့နာမည်ကဂျက်ကော့ဖြစ်ပြီးအသက်ကတော့10နှစ်ပဲရှိပါသေးတယ်။သူကမစ်ဆိုရီပြည်နယ်အာကေဒီယာမှာနေတာလို့ပြောပါတယ်။ဒီအမှုကိုတာဝန်ယူလိုက်တဲ့လူဝင်မှုကြီးကြပ်ရေးအေဂျင့်မာတင်ဟာဒေသခံရဲစခန်းကိုဆက်သွယ်ကြည့်ပေမဲ့လွန်ခဲ့တဲ့12နှစ်အတွင်းဂျက်ကော့ဆိုတဲ့ပျောက်ဆုံးကလေးမရှိဘူးလို့အကြောင်းပြန်လာပါတယ်။မာတင်ဟာကောင်လေးပြောတဲ့လိပ်စာအတိုင်းကိုယ်တိုင်လိုက်ပို့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ဒီခီးစဉ်ဟာတစ်မျိုးလုံးအတွက်မကြုံစဘူးထူးဆန်းတဲ့အလှည့်အပြောင်းတွေဖြစ်လာလိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့ပါဘူး။သူတို့နှစ်ယောက်ဟာအင်ကြီးတစ်လုံးရှိမှရက်လိုက်တဲ့အခါအသက်60ကျော်အဖိုးအိုတစ်ယောက်ထွက်လာပါတယ်။ဂျက်ကော့ဟာအဖိုးအိုကိုမြင်မြင်ချင်းပြေးဖက်ပြီးဖေဖေလို့အော်ခေါ်ပါတော့တယ်။အဖိုးအိုကတော့ကြောင်သွားတာပေါ့။သူ့သားကလွန်ခဲ့တဲ့32နှစ်ကတည်းကတည်ဆုံးသွားခဲ့တာလေ။ဘလို့လုပ်ပြီးပြန်ရှင်လာနိုင်ပါလဲ။အဲ့ဒီအချိန်မှာအဖိုးအိုရဲ့ဇနီးဖြစ်သူကထွက်လာပြီးကောင်လေးကိုကြည့်လိုက်တာနဲ့သူမသားမန်းချက်ချင်းတိလိုက်ပါတယ်သူမဟာကောင်လေးကိုအိမ်ထဲခေါ်သွားပြီးတယူတရနဲ့ကန်ကြည့်နေမိပါတယ်32နှစ်ဆိုတဲ့အချိန်တော်အတွင်းသူမမှာတော့အရေးအကြောင်းတွေနဲ့အိုမင်းနေပြီးဖြစ်ပေမဲ့ဂျက်ကော်လေးကတော့ဘာမှမပြောင်းလဲပဲရှင်းနှစ်သားလေးတိုင်းရှိနေတာပါသတင်းကြလို့ရောက်လာတဲ့ဂျက်ကော့ရဲ့ဦးလေးကတော့ဒါဟာတည်သွားတဲ့ကလေးနဲ့နောက်ပြောင်နေတာလို့ထင်ပြီးမာတင်ကိုဒေါသတကြီးမေးခွန်းထုတ်ပါတယ်ဒါပေမဲ့ကောင်လေးကသူ့ဦးလေးကိုရင်းရင်းနှီးနှီးနှုတ်ဆက်လိုက်တဲ့အခါဦးလေးဖြစ်သူပါနှင်းသက်သွားပါတော့တယ်အဲ့ဒီအချိန်မှာပဲဂျက်ကော့ဟာရုတ်တရက်တတိလစ်ပြီးအကျော်ဆွဲလာတာကြောင့်ဆေးရုံကိုအမြန်ပို့လိုက်ရပါတယ်ဆရာဝန်မမက်ကီကစမ်းသပ်ကြည့်တဲ့အခါနှလုံးခုန်တန်လုံးဝမရှိတာကိုတွေ့ရပါတယ်သူမကနာကျက်ချွတ်ယွင်းနေတာလားဆိုပြီးစစ်ဆေးပြီးမှပြန်နှားထောင်ကြည့်တဲ့အခါမှာတော့နှလုံးခုန်တန်ကပြန်ပေါ်လာပါတယ်ကောင်လေးကမက်ကီကိုကြည့်ပြီးဒေါ်လေးနဲ့တူတယ်လို့ပြောလိုက်တဲ့အခါမက်ကီလည်းလန့်သွားပါတယ်ဘာလို့လဲဆိုတော့သူမဟာဂျက်ကော့ရဲ့ဝမ်းကွက်ညီမဖြစ်နေလို့ပါပဲအမှန်တရားကိုသိရဖို့အတွက်မက်ကီကပြန်စစ်ဆေးဖို့ပြင်ဆင်နေတော့မှပဲဂျက်ကော့ဟာပျောက်သွားပြန်ပါတယ်သူတို့လိုက်ရှာတဲ့အခါဂျက်ကော့ဟာတောအုပ်ထဲကတစ်ကောင်းတစ်ခုထဲမှာဝတ်ထားတဲ့သူ့ရဲ့ကစားစရာတွေကိုတွားထုတ်နေတာကိုတွေ့လိုက်ရပါတယ်ဒီကစားစရာတွေဟာဂျက်ကော့10နှစ်ပြည့်တုန်းကအဖေဖြစ်သူပေးခဲ့တဲ့လက်ဆောင်တွေမှန်အဖိုးအိုကမှတ်မိသွားပါတယ်ကောင်လေးကသူဟာဂျက်ကော့အစ်စ်ဖြစ်ကြောင်းတက်တည်ပြနေပေမဲ့အဖိုးအိုကတော့ဒါကိုလက်ခံဖို့ခက်ခဲနေတော့မှာပဲအထူးသဖြင့်ကောင်လေးရဲ့အစားတောက်စားပုံကအရန်ကြောက်ဖို့ကောင်းနေတာပါသူဟာတနက်တည်းနဲ့စမ်းတဝစ်အခု20ကိုပုံအောင်စားနိုင်ပါတယ်မာတင်ကအတိတ်ကဘာဖြစ်ခဲ့လဲလို့မေးတဲ့အခါဂျက်ကော့ကသူဟာသူ့တော်လေးကိုကယ်ဖို့ကြိုးစားရင်းမြစ်ထဲပြုတ်ကျသွားတာလို့ပြန်ပြောပါတယ်။အဲ့ဒီအချိန်မှာထိပ်ပြောင်ပြောင်တဲ့လူတစ်ယောက်ကသူ့တော်လေးကိုဖမ်းဆွဲထားတာမြင်ခဲ့ရပြီးသူကိုယ်တိုင်လည်းကြောက်ဆောင်တဲ့တိုင်းမိကသတိလစ်သွားခဲ့တာပါ။နိုးလာတော့တရုတ်နိုင်ငံကလေကွင်းထဲရောက်နေတာလို့ဆိုပါတယ်။မာတင်နဲ့မက်ကီကဒါကိုတန်တရားရှိနေပေမဲ့ဒီနေ့ရလက်ထွက်လာတဲ့အခါမှာတော့ဒီကောင်လေးဟာဂျက်ကော့အစ်စ်ဖြစ်နေပါတယ်။ဒါပေမဲ့အဖိုးကိုကတော့မယုံနိုင်သေးပါဘူး။လွန်ခဲ့တဲ့10နှစ်ကသူ့သားကိုသူကိုယ်တိုင်မြုပ်နှံခဲ့တာလေဒါကြောင့်အမှန်တရားကိုသိရဖို့အတွက်အုတ်ကူကိုပြန်တူးကြည့်ဖို့သဘောတူလိုက်ပါတယ်ရလက်ကတော့လူတိုင်းကိုတုံ့လုံသွားစေပါတယ်ခုထဲကဂျက်ကော့ရဲ့ရုပ်အလောင်းဟာပုံမပြတ်ပဲရှိနေတယ်လို့သူဝတ်ထားတဲ့အင်ဂျီအနီလေးကလည်းအပြင်ကဂျက်ကော့ဝတ်ထားတာနဲ့တပုံစံနဲ့ဖြစ်နေပါတယ်အခြေအနေတွေကပိုပြီးထူးဆန်းလာတာကြောင့်မြို့သူမြို့သားတွေကဒီမိသားစုကိုရှောင်ဖယ်လာကြပါတယ်တချို့ဆိုရင်ဒီကောင်လေးရဲ့အမှန်တရားကိုမသိရမချင်းသူတို့ကိုဖះเจ้าတောင်ပေးမဝင်တင်ဘူးလို့ပြောကြပါတယ်ဒါပေမဲ့ဘယ်သူမှမမျှော်လင့်ထားတဲ့အရာကတော့မြို့ထဲကိုနောက်ထပ်သေးဆုံးပြီးသားလူတစ်ယောက်ထပ်ပြီးပြန်ရောက်လာတာပဲဖြစ်ပါတယ်